အားလုံးမင်္ဂလာပါဒီနေ့အားလုံးအမေးများနေတဲ့ဘန်ကောက်ဆာကူရာလမ်းကိုဘယ်လိုသွားလဲဆိုတာကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ဘန်ကောက်မှာနေတဲ့လူတွေအတွက်တွားပေါင်းက2မျိုးရှိတယ်ပေါ့နော်ကျွန်တော်ဘယ်လိုတွားခဲ့တာလဲဆိုတာကိုဒီဗီဒီယိုမှာကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ဗီဒီယိုကအစားအဆုံးကြည့်ပေးပါနော်ပထမဦးဆုံးကျွန်တော်ကဟော်လန်ဖုန်ယထာဂိုက်ကနေယထာစီးတော့ပြီးတော့နှခေါမထုံမှာဆင်းသွားမှာဖြစ်ပါတယ်ယထာထွက်ချိန်ကတော့လေ9:20မိနစ်ဖြစ်ပါတယ်ယထာလက်မှတ်ကတော့လေကြိုတင်ဝယ်ဆရာတော့မလိုပါဘူးပေါ့နော်9နာရီမထိုးခင်ကောင်တာမှာလာဝယ်လို့ရပါတယ်ယထာစီးတဲ့ကြာချိန်ကတော့1နာရီလောက်ပဲကြာပါတယ်1နာရီလောက်စီးပြီးတဲ့နောက်မှာနှခေါမထုံဆိုတဲ့ယထာဂိတ်ကိုရောက်မှာဖြစ်ပါတယ်ယထာဂိတ်ရောက်တာနဲ့ဖျားရှိတဲ့ဘက်ကိုရှောက်သွားပြီးတော့ဖျားမရောက်ခင်ချောင်းကူးတရားရဲ့ညာဘက်နောက်ထပ်တရားမှာကဖင်ဆန်ကိုတွားတဲ့လွတ်တော့ကားရှိပါတယ်ကျွန်တော်တို့ကအဲ့ဒီလွတ်တော့ကားနဲ့ကဖင်ဆန်လွတ်သားမှာစီးသွားမှာဖြစ်ပါတယ်အဲ့ဒီကဖင်ဆန်လွတ်သားကနေကျွန်တော်တို့ကဘော့ဆိုင်ကဲကိုခေါ်ပြီးတော့ကျွန်တော်တို့တွားချင်တဲ့ဘန်ကောက်ဆာကူရာလမ်းကိုရောက်မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကဘန်ကောက်ကနေဒီနေရာကိုရောက်ဖို့ကြာချိန်2နာရီလောက်ရှိပါတယ်ဒီနေရာကိုဘယ်လိုခေါ်လဲဆိုရင်တော့ Kasik-Kasat University ကဖင်ဆန်လို့ခေါ်ပါတယ်ဒီပန်းပင်တွေကတော့တက္ကသိုလ်ရဲ့ပါရဝေါင်ထဲမှာတည်ရှိပါတယ်နောက်ပြီးတော့ဒီနေရာကိုလာဖို့ဆိုတာလေနောက်တနည်းတော့ရှိသေးတယ်အဲ့ဒီနေ့ကတော့စိုင်တိုင်းမိုင်ကားဂိတ်မှာလွတ်တော့ကားစီးလာမှာဖြစ်ပါတယ်အဲ့ဒီလွတ်တော့ကားကနေကျွန်တော်တို့ကကဖင်ဆန်ဆိုတဲ့ကားဂိတ်မှာဆင်းမှာဖြစ်ပါတယ်အဲ့ဒီကားဂိတ်ကနေကျွန်တော်တို့ကဆိုင်ကဲခေါ်ပြီးတော့ဒီနေရာကိုလာလို့ရတယ်ပေါ့နော်နောက်မေးခွန်းတစ်ခုဖြစ်တဲ့အမေးများနေတာကတော့သွားလို့မှီသေးလားဆိုတာပေါ့နော်သွားလို့မှီသေးတယ်ပေါ့နော်ဒီပန်းပင်ကတော့နောက်လာ2ရက်နေ့အထိပေါ့နော်ခပ်မှန်းထားတယ်ပေါ့နော်ကဲတငယ်ချင်းတို့ရေမသွားရသေးခင်မြန်တာသွားလိုက်ပေါ့နော်ကဲကျွန်တော်တို့ရဲ့ page ကိုလည်း like and follow လုပ်ကြပါအောင်ဘန်ကောက်မှာဘယ်နေရာလှလဲဘယ်မှာသွားလို့အဆင်ပြေလဲဆိုတာကိုကျွန်တော်တို့ဒီ page ကနေအများအားတင်ဆက်ပေးနေပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်တတချိန်လေးတိုင်းမှာရစရာလေးပေါ်လာမြဲချီ